အားလုံးမင်္ဂလာပါခင်ဗျဒီကနေ့လမ်းမတော်မောင်ယူပြောပြရသေးစကားဝိုင်းလေးပြန်လည်ပြီးတော့စတင်ပြရသေးခင်ဗျကျွန်တော်လမ်းမတော်မောင်ယူဦးကျော်ကျော်စိုးစာရေးဆရာမောင်ယူကလောင်နာမည်မောင်ယူနော်ဒါနဲ့ရှင်တွဲပြီးတော့လမ်းမတော်မောင်ယူဦးကျော်ကျော်စိုးဆိုပြီးတော့ကျွန်တော်လမ်းမတော်မြို့နယ်ကိုစားပြုရောင်တဲ့ဒေသကြီးလွှတ်တော်မှာPRအချိုးကျစနစ်ပါဝင်ရှင်ပြရွေးခံမဲ့ကိုယ်စားလှယ်လောင်းဦးကျော်ကျော်စိုးဖြစ်ပါတယ်ဒီနေ့လမ်းမတော်မောင်ယူဦးကျော်ကျော်စိုးလမ်းမတော်မောင်ယူပြောပြစီစကားဝိုင်းလေးကကျွန်တော်ရွေးချယ်ထားတဲ့ခေါင်းစဉ်ကတော့ပုံမူခိုင်မာပြည်မြမာဆိုတဲ့ဆောင်းမလေးအကြောင်းဖြစ်ပါတယ်ဒီဆောင်းပုတ်လေးကကျွန်တော်တို့ပြည်တော်စုတန်ခိုင်ဖွံ့ဖြိုးပါတီရဲ့ဆောင်းပုတ်လည်းဖြစ်ပါတယ်အဲဒီနေ့ဘဝနိုင်ငံအသီးသီးမှာပေါ့ဗျာဒီပါတီသုံးဒီမိုကရေစီထွေရွေးကောက်ပွဲလုပ်တဲ့အချိန်မှာကိုပါတီရဲ့ကြွေးကြော်သံလေးတွေကိုချပြပြီးတော့ပြည်သူလူထုကိုစီယုံပြောဆိုကြတာပေါ့နော်တို့တူတော့ကျွန်တော်တို့နိုင်ငံမှာပြည်တော်စုတန်ခိုင်တဲ့ဖွံ့ဖြိုးပါတီကပုံမူခိုင်မာပြည်မမာဆိုတဲ့ကျွန်တော်ကြွေးကြော်သံလေးနဲ့ကျွန်တော်တို့ရွေးကောက်ပွဲကြီးကိုဝင်ရောက်ရှင်ပြန်မှာဖြစ်ပါတယ်အဲ့တော့ဒီကြွေးကြော်သံကကျွန်တော်တို့ပါတီရဲ့ရည်ရွယ်ချက်တွေရည်မှန်းချက်တွေလုပ်ငန်းစဉ်တွေအကျိုးပြုမှုတွေဒါတွေကိုကိုစားပြုတယ်လို့လည်းတစ်စိတ်တစ်ပိုင်းနားလည်လို့ရပါတယ်အမေရိကန်လိုနိုင်ငံမှာတောင်မှ American First Make American Great Again စသည်နဲ့ကြွကြွတန်နေနဲ့သူတို့ချပြပြီးတော့ပြည်သူလူထုစီယုပ်ပြီးတော့ရွေးကောက်ပွဲဝင်ရောက်ရှင်းပြကြတာဖြစ်ပါတယ်အဲ့တော့ဒီပါတီရဲ့ကျွန်တော်တို့ကြွကြွတန်တွေကပါတီရဲ့လုပ်ငန်းစဉ်ပါတီရဲ့မူဝါဒပါတီရဲ့ထမ်းဆောင်မဲ့တာဝန်တွေကိုဖျက်တဲလို့ပြောလို့ရပါတယ်ကောင်းပြီဒါဆိုရင်ကျွန်တော်တို့ပါတီတစ်ခုအနေနဲ့သူ့ရဲ့မူဝါဒလုပ်ငန်းစဉ်ကိုဖျက်တဲ့ဒီကြွကြွတန်ကိုချတဲ့အချိန်မှာကျွန်တော်တို့ပြည်ထောင်စုကြံ့ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီကချမှတ်တဲ့ပုံမူကိုင်မှာပြည်မြမာကြည့်လိုက်ရင်အမျိုးသားအကျိုးစီးပွားကိုဥတည်တဲ့ကျွန်တော်တို့ကြွကြွတန်လေးလို့ကျွန်တော်သတိထားမိပါတယ်ဒီနေ့အမျိုးသားအကျိုးစီးပွားဆိုတာဘာလဲအမျိုးသားအကျိုးစီးပွားဆိုတာအချိန်အခါအချိန်နေပြောင်းလဲကောင်းပြောင်းလဲနေပြီမဲ့တိုက်ပြည်ရဲ့ပြည်တည်နေခိုင်းကြတဲ့နိုင်ငံသားတွေရဲ့အကျိုးစီးပွားကောင်းရာကောင်းကျိုးပေါ်မှာပဲအမြဲတမ်းအခြေပြုတယ်ဆိုတာဒီလိုကျွန်တော်တို့သတ်မှတ်လို့ရပါတယ်အဲဒီနေ့နိုင်ငံရေးတွေစောင့်နေတဲ့အချိန်မှာပါတီနိုင်ငံရေးအမျိုးသားနိုင်ငံရေးဒီလိုတွေရှိပါတယ်ပါတီနိုင်ငံရေးဆိုတာကိုကျွန်တော်အမြင်ကတော့ပါတီရဲ့မူဝါဒလမ်းစဉ်ချမှတ်ပြီးတော့ကျွန်တော်တို့နိုင်ငံတော်အာဏာကိုရရှိအောင်ကျွန်တော်တို့ရွေးကောက်ပွဲဝင်ဆောင်ခြင်းဖြစ်ပြီးတော့အမျိုးသားအကျိုးစီးပွားဆိုတာတော့ကျွန်တော်တို့ဘူရကလေးကတိုင်းပြည်နဲ့လူမျိုးနဲ့နိုင်ငံနဲ့သမိုင်းနဲ့ချီပြီးဖြစ်တည်ခဲ့တဲ့ကောင်းဟာကောင်းကျိုးဒီလိုသတ်မှတ်မယ်ဆိုရင်ပါတီနိုင်ငံရေးနဲ့အမျိုးသားနိုင်ငံရေးကိုကျွန်တော်တို့ခွဲခြားနားလည်နိုင်မယ်လို့ယူဆပါတယ်ကျွန်တော်တို့ပါတီကထူးခြားချက်ကအမျိုးသားနိုင်ငံရေးကို
စိုက်လိုက်မတ်တပ်စင်ဆက်မပြတ်ထမ်းဆောင်ရင်းတာဝန်ယူရင်းနဲ့မှာပါတီဖြစ်ပေါ်လာတာဖြစ်ပါတယ်ပါတီထူထောင်ပြီးရကြမှာအမျိုးသားပါတီထူထောင်ပြီးရကြမှာနိုင်ငံရေးလုပ်တာမဟုတ်ဘဲနဲ့အမျိုးသားနိုင်ငံရေးပြုလုပ်ရင်းနဲ့မှာပါတီထူထောင်လာလို့ကျွန်တော်အနေနဲ့ဒီလိုပဲအစိတ်ပဲကောင်းနားလည်မိပါတယ်။ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ပါတီရဲ့ဖြစ်တည်မှုတမိုင်းကိုကြည့်လိုက်မယ်ဆိုရင်နိုင်ငံတမိုင်းနဲ့ရှင်ပြီးတော့အမျိုးသားအကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်ထမ်းဆောင်ခဲ့တယ်ဆိုအားလုံးမြင်ပါပဲ။ဒီနည်းအားဖြင့်တက်မတော်တမိုင်းနဲ့ကျွန်တော်တို့နီးစီးဆက်ဆက်ဖြစ်တည်ပေါက်ဖွာလာကြတာဖြစ်ပါတယ်။ဒီအတိုင်းမှာတက်မတော်အမျိုးသားနိုင်ငံရေးတာဝန်ကိုခေတ်ဆက်ဆက်ထမ်းဆောင်ခဲ့ပြီးတော့ကျွန်တော်တို့အရေးပေါ်တိုင်းဒိုရီမိုရင်လည်းပြည်သူလူထုနိုင်ငံအနေနဲ့ခြေနေတရရခက်ခဲရှိတိုင်းအမျိုးသားအကျိုးစီးပွားတိုင်းပြည်အကျိုးစီးပွားအတွက်မရက်တည်ပြီးတော့ဖြစ်တည်လာတဲ့ထမ်းဆောင်လာတဲ့အဖွဲ့အစည်းဖြစ်ပါတယ်ဒီအဖွဲ့အစည်းကနေပြီးတော့အခြေခံပြီးတော့ကျွန်တော်တို့ဖြစ်ပေါ်လာတဲ့အသင်းဒီတောင်သူကြံ့ခိုင်တဲ့ဖွံ့ဖြိုးရေးအသင်းဖြစ်ပါတယ်ဒီပြည်တောင်စုကြံ့ခိုင်တဲ့ဖွံ့ဖြိုးရေးအသင်းကနေပြီးတော့ကျွန်တော်တို့ဒီတောင်စုကြံ့ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီဆိုပြီးတော့ထောင်လာဖြစ်တဲ့အတွက်အသင်းမတိုင်ကြီးရှေးဘဝေတတိကနေကနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားကိုကျွေးရင်းနှီးပြီးတော့ကာကွယ်စောင့်ရှောက်ခဲ့တဲ့တမတော်ကဆင့်သက်လာတဲ့အသင်းကနေပါတီဖြစ်တဲ့အတွက်ကျွန်တော်တို့ပါတီကအမျိုးသားအကျိုးစီးပွားကိုနိုင်ငံတာဝန်နိုင်ငံအကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်ရင်းမှာဖြစ်ပေါ်လာတဲ့ပါတီဖြစ်ပါတယ်ဒါကြောင့်မလို့အမျိုးသားအကျိုးစီးပွားကိုဥထိပ်ထားတဲ့ပါတီဖြစ်ပါတယ်အမျိုးသားအကျိုးစီးပွားကိုထမ်းဆောင်ရင်းမှာတည်ထောင်တဲ့ပါတီဖြစ်ပြီးတော့ပါတီတည်ထောင်ပြီးမှနိုင်ငံရေးလုပ်တာမဟုတ်ဘဲနဲ့အမျိုးသားနိုင်ငံရေးလုပ်ရင်းမှာပါတီကျွန်တော်ဖြစ်တဲ့အတွက်ကျွန်တော်တို့ပါတီရဲ့ကြွကြတာဖြစ်တဲ့ပုံမခိုင်မာပြည်မြမာဆိုတဲ့ဟိုမှာလဲအမျိုးသားအကျိုးစီးပွားတွေကြည်လျန်းနေပြီးတော့အမျိုးသားအကျိုးစီးပွားရောင်ချီတွေရှက်တန်းနေပြီးတော့အမျိုးသားအကျိုးစီးပွားလုပ်ငန်းစဉ်တွေကြည်ကြက်နေပြီးတော့ဆက်လက်ပြီးတော့မျိုးသားအကျိုးစီးပွားကိုဖော်ဆောင်သွားမဲ့ပါတီဖြစ်တဲ့အတွက်ကျွန်တော်တို့ပြည်ထောင်စုကြံ့ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီကိုပြည်သူလူထုတရားလုံးအနေနဲ့အားပေးထောက်ခံဆန္ဒမဲပေးရွေးချယ်ကြပါလို့ကျွန်တော်ပြောလိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျNation